ဒီနေ့ကျွန်တော်တင်ပြပေးမှာကတော့ flat ပြားနှစ်ပြားကိုကျွန်တော်ပူကတ်လိုက်မယ်ပူကတ်ပြီးရင်45ဒီဂရီထောင်မှတ်လိုက်မယ်45ဒီဂရီထောင်မှတ်ထားပြီးရင်ကျွန်တော်တို့ဝရိန်စော်မဲ့ position အနေထားလက်ကိုဘယ်လိုကာရမလဲဘယ်လိုဆော်ရမလဲဆိုတဲ့အနေထားကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ် vertical position ကိုဘာကြောင့်ကျွန်တော်45ဒီဂရီထားပြီးဆော်ရတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့မကျွမ်းကျင်ခင်မှာဝရိန်ကိုဆော်ရတာအဆင်ပြေအောင်ဆိုပြီးတော့ကျွန်တော်ဒီ position နဲ့ပထမပိုင်းမှာတင်ပြခြင်းဖြစ်ပါတယ်ကျွန်တော်တို့90 degree position နဲ့ကျွန်တော်တို့ direct ဆော်မယ်ဆိုလို့ရှိရင်ကိုကဟန်ချက်မထိန်းနိုင်တဲ့အတွက်ကြောင့်ဝရိန်သားချော်သားတွေတအားတွဲမှာမဖြစ်စေချင်တဲ့အတွက်ကြောင့်ကျွန်တော်45 degree နဲ့ပထမဆုံးတက်ခိုင်းတာဖြစ်ပါတယ်45 degree တက်တော့မယ်ဆိုလို့ရှိရင်ပထမဆုံးကျွန်တော်တို့သတိထားရမှာကမီအမ်ပီယာကားတန်းပဲဖြစ်ပါတယ်ကိုဆော်တဲ့ဝရိန်ညောင်းနဲ့ကိုမီးနေထားတာဆိုလို့ရှိရင်ကျွန်တော်တို့ flat မှာဆော်တဲ့မီးနေထားနဲ့ကျွန်တော်တို့အနေငယ်ချိန်ပေးဖို့လိုအပ်ပါတယ်ကျွန်တော်တို့အောက်ခြေပြားဆော်တဲ့ခါကြလို့ရှိရင်မီးကကျွန်တော်တို့ညှိထားလို့ရပါတယ် vertical တက်တဲ့ခါကြလို့ရှိရင်မီးကိုကျွန်တော်တို့ဆော်တာတဲ့ကိုအနေငယ်ကျွန်တော်ချိန်ညှိဖို့လိုအပ်ပါတယ် 3.2 နဲ့ကျွန်တော်တို့တက်မယ်ဆိုရင်တာမန်ကျွန်တော်တို့ flat မှာမီးနေတာ140 145 150ကျွန်တော်တို့ထားလို့ရတယ်vertical တက်တဲ့ခါမှာကြတော့ကျွန်တော်တို့အဲ့လောက်ထိထားလို့မရပါဘူး125 130 135အေးဝန်းကျင်လောက်ကျွန်တော်တို့ထားပြီးတော့ဆော်လို့ရပါ 2.5 နဲ့ကျွန်တော်တို့ဆော်မယ်ဆိုလို့ရှိရင် flat မှာနေထားမှာကျွန်တော်တို့90 100ထားပြီးဆော်လို့ရတယ်ဆိုပေမဲ့ vertical တက်တဲ့ခါမှာဆိုလို့ရှိရင်65 80ဝန်းကျင်လောက်ပဲကျွန်တော်တို့ချိန်ညှိပြီးတော့ဆော်မှ vertical ဝရိန်ရက်တွေကလှပမှာဖြစ်ပါတယ်မီတာများလို့ရှိရင်ဝရိန်ချော်တွေကတွဲမယ်ဝရိန်ချော်တွေကပေါက်ပြဲသွားနိုင်တယ်ဒါကြောင့်ကျွန်တော်တို့မီးနေထားကိုချိန်ကြည့်ထားဖို့လိုအပ်ပါဒုတိယချက်ကတော့ကိုယ့်ရဲ့ဝရိန်ညောင်း position နဲ့လက်နေထားပါကိုကစဆော်တော့မယ်ဆိုလို့ရှိရင်45ဒီဂရီ position နဲ့ချိန်ပြီးတော့ဆော်တာကပို့ပြီးတော့အဆင်ပြေပါတယ်ဒီတန်သားနဲ့ဝရိန်ညောင်းရဲ့ angle အနေထားကဆိုလို့ရှိရင်65 80အနေထားနဲ့ထားမှာဖြစ်ပါတယ်။တအားကြီးစောင်းများလို့ရှိရင်ဝရိန်ချော်သားတွေကအောက်ကိုတွဲကြမှာဖြစ်ပါတယ်။တအားကြီးမှတ်များလို့ရှိရင်လည်းဝရိန်ရက်တွေကပြားပြီးတော့ဝရိန်ရက်တွေကပြဲသွားမှာဖြစ်ပါတယ်။ဒီမှာလက်ဘယ်လိုထောက်မလဲဆိုလို့ရှိရင်လက်ညှိုးနဲ့လက်သန်းကိုဒီလိုမျိုးကျွန်တော်တို့ညှက်လိုက်မယ်။ကိုယ့်ရဲ့လက်သန်းကိုအောက်ဒီတက်များမှာကျွန်တော်တို့ထောက်ပြီးတော့ဆော်လိုက်မယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဝရိန်ချက်ကိုဟန်ချက်ညီညီကျွန်တော်တို့ထိန်းသွားလို့ရပြီဖြစ်ပါတယ်မကျွမ်းကျင်ခင်မှာဒီလိုလက်ထားနဲ့ကိုကထိန်းပြီးတော့ကိုယ့်ရဲ့ဝရိန်ညောင်းကိုဒီကဝရိန် line နဲ့ကိုကမှန်ကန်နဲ့ဆွဲမှဖြောက်တန်းတဲ့ဝရိန်တစ်ခုကိုကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်ဒီလို position မှာဆော်မယ်ဆိုလို့ရှိရင်ဒီလက်ဟန်ကိုကြီးတဲ့အတွက်ကြောင့် view design တွေဒါလေ့ကျင့်ထားဖို့လိုအပ်ပါတယ်ကိုကအဆင်ပြေပြီဆိုလို့ရှိရင်ပထမပိုင်းမှာပြောသလိုပဲကျွန်တော်တို့ဆော်စမ်းကြည့်မယ်ပထမတစ်လက်မဆော်စမ်းကြည့်မယ်နှစ်လက်မဆော်စမ်းကြည့်မယ်ဝရိန်ညောင်းတစ်ချောင်းကုန်တဲ့ထိဆော်စမ်းကြည့်မယ်ပြီးရင်ချော်ခောက်မယ်မတိကြရင်ရတယ်ကြောက်ဆက်ပြန်တိုက်မယ်ပြန်ဆော်မယ်အချိန်ချင်းလက်ကြည့်သွားလို့ရှိရင်ဒီလိုမျိုး vertical position ကိုကျွန်တော်ကောင်းကောင်းမွန်မွန်ဆော်လို့ရမှာဖြစ်ပါတယ်အခုသဘောတရားလေးကိုသိပြီဆိုလို့ရှိရင်အခုကျွန်တော်တို့ဆော်စမ်းကြည့်မှာဖြစ်ပါတယ်ဆော်တဲ့အခါမှာကိုကမီးကိုထိန်းနိုင်လို့အတွက်လက်အိတ်နဲ့လက်ကြည့်တာပိုကောင်းပါတယ်နော်လက်အိတ်နဲ့လက်ကြည့်ပါပထမပိုင်းမှာကိုကအလေးကြည့်လောက်တဲ့အတွက်ကြောင့်မီးပူခံနိုင်အောင်ဒီလိုလက်အိတ်နေနဲ့လက်ကြည့်ပါလို့အကြံပြုချင်ပါတယ်တော့ကောင်းမယ်ဝါယာပလာတိုက်တယ်ပြင်မယ်မြင်တွေ့နေရတာကတော့ဒါကျွန်တော်45ဒီဂရီတက်တာတဲ့ဝရိန်ချက်ပဲဖြစ်ပါတယ်အေးကျွန်တော်ဆော်ပြတဲ့နီးတိုင်းကိုသာကိုကတစ်လက်မဆော်မယ်နှစ်လက်မဆော်မယ်ဝရိန်ညောင်းတစ်ချောင်းပုံတဲ့အထိကျွန်တော်တို့ဆော်စမ်းကြည့်မယ်ထပ်ခါဆော်စမ်းကြည့်မယ်လေ့ကြည့်မယ်အဲ့လိုလေ့ကြည့်မယ်ဆိုလို့ရှိရင်ကိုကလည်းလုံးဝလှပတဲ့ဝရိန်ချက်တွေကိုကိုကလည်းဆော်နိုင်မှာဖြစ်ပါတယ်
အားလုံးအတူတူကဆက်လက်လေ့လာကြမယ်